ဖေဘာလုပ်တာလဲဟင်ဒီအချိန်ကြီးမူးပြီးသမီးအခန်းထဲဝင်လာတာ မင်းနွေဟိုမှာငါတို့အိမ်ရောက်ပြီလာအဖေစီသွားကြစို့ ကိုမောင်အဖေကကျမကိုသဘောကျပါမလားဟင် အဖေရေတားမိမခိုးလာတယ်မိုက်လိုက်တာငါသားရလာအိမ်ထဲဝင်လာကြအဖေဘယ်လိုလဲတားမိမချောတယ်မဟုတ်လားချောတာပေါ့သားရဲ့ဒါနဲ့သမီးနာမည်ဘယ်လိုခေါ်လဲ သမီးနာမည်မင်းနွေးပါအဖေ နာမည်လဲချစ်စရာကောင်းလူလဲလှဆိုတော့ငါသားနဲ့တောင်မတန်ဘူးဘာလို့သားနဲ့မတန်ရတာလဲအဖေကသားကိုစတာပါကွာစိတ်မဆိုးပါနဲ့အေးအေးဆေးဆေးနားလိုက်ကြအောင်အဖေသားထိုင်းတက်ပြီးအလုပ်လုပ်ရမယ်မင်းမျိုးကိုခေါ်သွားလို့မရသေးဘူးအေးပါသားရဲ့လမ်းခရီးဂရုစိုက်သွားပါနော်သားမိမကိုခေါ်မသွားဘူးဆိုတော့ဘာမှမဖြစ်ဘူးမလားအဖေသားမိမကိုအဖေကသမီးအရင်လိုချစ်ပြီးဂရုစိုက်ပေးပါမယ်စိတ်ချသွားပါ မြို့ပေါ်ရောက်ရင်အဆအရာရာဂရုစိုက်ပါနော် အေးပါမိမရဲ့စိတ်မပူပါနဲ့ကိုမြင်မြန်ပြန်လာခဲ့မယ်အိမ်ကမိမကိုလွမ်းလိုက်တာငါအလုပ်စူးစမ်းပြီးပတ်စံအများကြီးရှာမယ်သူငယ်ချင်းမောင်မောင်မင်းမိမရောပါမလာဘူးလားသူ့မှာအထောက်ထားမရှိသေးတော့တက်လာဖို့ခက်သေးရဲ့လေငါသားလည်းမြို့ပေါ်ရောက်သွားပြီဆိုတော့ဒီအိမ်မှာငါနဲ့မင်းမဲကြံခဲ့တော့တာပေါ့မိုးတွေလည်းတဲလိုက်တာကိုမောင်မောင်မြို့ပေါ်မှာအစင်မပြေရဲ့လားမသိဘူးအဖေဘာလုပ်တာလဲဟင်ဒီအချိန်ကြီးမူးပြီးသမီးခန်းနဲ့ဘာလာလုပ်တာလဲ ဒီအိမ်ကြီးမှာမင်းတယောက်တည်းပြင်းနေမှာပေါ့မင်းတွေ ဟာအဖေသမီးကိုမလုပ်ပါနဲ့အဖေရဲ့ချွေးမနော် ငါ့ကိုအဖေလို့မခေါ်ပါနဲ့မင်းကငါသဘောကျနေတာကြာပြီ ငါဘဝတော့ပျက်စီးပါပြီကိုမောင်မောင်ရဲ့ကျမဘာလုပ်ရမလဲမသိတော့ဘူး မင်းတွေတိတ်တော့ဒီအကြောင်းတွေမောင်မောင်သိရင်မင်းရောငါရောရွာမှာအဆက်ကွဲလိမ့်မယ် အဖေသမီးကိုဘာလို့ဒီလိုလုပ်ရတာလဲ မင်းလိုချင်တာအကုန်ငါဖြည့်ဆည်းပေးမယ်ဘာမှမဖြစ်နဲ့တော့ ကိုမောင်မောင်ကိုတော့မသိပါစေနဲ့နော် အခုကဒီအိမ်မှာငါနဲ့မင်းပဲရှိတော့တာမင်းတွေ ဟုတ်ပါတယ် ပတ်စံတွေလည်းရပြီမိမအတွက်စာရွက်စာတမ်းလည်းရပြီမင်းနွေးနဲ့အဖေအရန်ဝမ်းသာသွားမှာပဲ အဖေမိမငါပြန်လာပြီဟေ့နင်တို့အတွက်သတင်းကောင်းပါလာတယ်